လူက24 73ကနေ32အလွန်အံ့ဩစရာကောင်းတဲ့အကြောင်းအရာလေးတွေတွေ့ရပါတယ်33နှစ်ခွဲအသက်ရှင်တဲ့ယေရှု3နှစ်ခွဲတိတိတပည့်တော်တွေကိုမွေးထုတ်တယ်3နှစ်ခွဲတိတိသူတို့သခင်နဲ့တူနေပေမဲ့သခင်အစအလယ်အဆုံးသူတို့ကိုမှားကြားခဲ့ပါတယ်ဒါပေမဲ့သူတို့လက်မခံနိုင်ဘူးလူကဖယားကို limit နဲ့ယုံတယ်လူကဖယားကိုအကန့်အသတ်နဲ့လက်ခံတယ်အေးမောက်ခီးစင်မှာတပည့်တော်2ယောက်ကအချင်းနေတွေကတတော်ကိုကနာမငြိမ်တဲ့အချိန်ညနာငယ်နေတဲ့အချိန်အရင်တော့ထောင်ဆွေမဲ့အခုချိန်မှာတော့ပုံချိုးဝက်ချိုးနဲ့တွားနေရတဲ့အချိန်ဖြစ်တဲ့အခါမှာသူတို့လည်းပဲကြောက်ရွံ့နေကြတယ်နာနဲ့စိုးဒီအေးမောက်ခီးစင်မှာတပည့်တော်2ယောက်ကခီးသွားကြတယ်ပတူပြောကြမှာလမ်းမှာအေးပေါ့ဒီနေ့ငါတို့ဂျေရုဆလင်မြို့မှာဖြစ်ပျက်တဲ့အကြောင်းအရာပေါ်ပြူလာလေးတွေပေါ့ဖြစ်နေတဲ့အခြေအနေလေးတွေတရားနဲ့တော့ဆွေးနွေးရင်းနဲ့သူတို့ကြားထဲမှာဘသူပါလာလဲသခင်ယေရှုပါလာတယ်ဟေးဂိုင်လက်လူတွေမင်းတို့ဘာပြောနေကြလဲဩခမရလဲကွာတွားရင်းနဲ့ခမရလဲကွာဂျေရုဆလင်မြို့မှာခမရဧည့်သည်လုပ်ပြီးမှတလောက်ဟော့နေတဲ့တရင်ခမရမသိဘူးလားအခုခင်းနေဆိုခမရ Facebook လေးပါနေပို့လိုက်အောင်ခမရကွာဂျေရုဆလင်မြို့မှာဧည့်သည်လုပ်ပြီးမှတလောက်နာမည်ကြီးနေတာခမရမသိဘူးလားခီးသွားယေရှုကဟောလားဟုတ်ကဲ့ပြောပါဦးမင်းတို့ပြောတာလေးငါနားထောင်ခြင်းပါတယ်ဟာအရင်တော့ကတော့ငါတို့ထင်တာတဲ့သူကတော့တကယ်ငါတို့ရဲ့ဘယင်ပဲထင်တာအရင်ကငါတို့သူ့ကိုမျှော်လင့်တာတဲ့ဒီမှာပါတယ်လေအပိုက်ငယ်27မှာထိုသူသည်ဣသေလအမျိုးကိုရွေးနှုတ်အံတော်သူဖြစ်သည်ဟုငါတို့သည်အထက်ကမျှော်လင့်ကြပြီယေရှုအကြောင်းပြန်ပြောပြတယ်မာရိတာလူသားယေရှုသွေးသားနဲ့ဖွဲ့စည်းထားတဲ့ယေရှုလူတွေကတတွေးထွေးရင်ခံရတယ်ရုပ်ဆင်းတံကြီးတဲ့ခါမှာပင်ကန်ရိုင်နဲ့သူများလို့တိတ်အထင်ကြီးစရာတိတ်မကောင်းဘူးဟေရှာယမှာအဲ့လိုရေးထားတယ်ကြီးလိုက်တဲ့ခါမှာရုပ်ဆင်းအင်္ဂါကြီးလိုက်တဲ့ခါမှာလဲတိတ်ပေါ်လွင်ထင်ရှားတဲ့ဒူလည်းမဟုတ်ပြန်ဘူးဆိုတော့အဲ့ဒီယေရှုခရစ်တော်ကဟုတ်တယ်နမိတ်လက္ခဏာပြတယ်လူသေးကိုရှင်စေတယ်မုန်တိုင်းကိုငြိမ်းစေတယ်နတ်ဆိုးကိုမောင်းထုတ်တယ်တဘာဝကိုငြိမ်းစေတယ်ဟာအယံအဝါစရာကောင်းတယ်ဒါတွေပြောလိမ့်မယ်သူကယေရှုနာဆဲမျိုးကျွန်တော်တို့အရင်တော့ကသူ့ကိုအယံမျှော်လင့်ထားတာအရင်တော့ကကျွန်တော်ယူဒဘုရင်အဖြစ်သူ့ကိုကျွန်တော်အယံကိုမျှော်လင့်ချက်တွေအယံထားတာဒါပေမဲ့ခုတော့တည်သွားပြီတော်တော်စိတ်မကောင်းဖြစ်တယ်ကျွန်တော်မျှော်လင့်ချက်တွေအကုန်ပျက်စီးသွားတယ်ဗျာမျက်စိမှမြင်ကြည့်ပါဘသူအကြောင်းပြောပြနေလဲရှေးပြန်ထမြောက်ခြင်းကောင်းကင်အောင်မြေကြီးပေါ်မှာရှိသမျှအခွင့်တကူရှင်ဖြစ်တဲ့ယေရှုကိုနာဇရက်မြို့သားယေရှုအကြောင်းပြန်ပြောပြနေတာတခါကျွန်တော်တို့ကယေရှုအကြောင်းနဲ့အချိန်ကုန်နေတာအခုသူတို့ပြောနေတဲ့ယေရှုကသူတို့နဲ့အတူရှိနေတယ်ဆိုတာကိုသူတို့အာယုံမဆိုင်ဘူးသူတို့အာယုံဆိုင်တယ်သူတို့အာယုံကဟိုအတိတ်မှာရောက်နေတာဟိုအတိတ်မှာရောက်နေတာဟိုလွန်ခဲ့တဲ့နှစ်တင်မှာရောက်နေတာအခုချင်းပြန်ထမ်းမြောက်ပြီမင်းတို့မျော်လင့်နေတဲ့သခင်ကမင်းတို့မျော်လင့်တာထက်တောင်အယံကြီးကျယ်နေသေးတယ်ဆိုတော့မင်းတို့ကသိစေချင်လိုက်တာကွာဒါပေမဲ့မပြောသေးဘူးပြောပါဦးမင်းတို့ပြောတာငါနားထောင်ကြည့်အောင်မယ်ပြောတာတလန်းလုံးပြောတာတလန်းလုံးတယေရှုခရစ်တော်အကြောင်းကိုရှင်ပြန်ထမြောက်တဲ့သေခြင်းကိုအောင်မြင်တဲ့ယေရှုကိုပြန်ပြောပြနေတာဒါဆိုရင်သူတို့ဘာဖြစ်နေကြလဲကြောက်ရွံ့နေကြတယ်ဒီလိုရေးတယ်လေဘာကြောင့်ကြောက်ရွံ့နေကြတာလဲဘာဖြစ်လို့စိုးရိမ်နေကြတာလဲဘာဖြစ်လို့မင်းတို့ပညာမဲ့နေရတာလဲဘာဖြစ်လို့ကြောက်တာလဲသူတို့ကြောက်ဘာဖြစ်လို့စိုးရိမ်ရတာလဲဘယ်အပေါ်မှာစိုးရိမ်နေတာလဲသူတို့ကအတိတ်ကယေရှုခရစ်တော်အကြောင်းမှာပဲသူတို့ကရောက်ကြံခဲ့တာအခုယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းတင်ញိုင်းကုန်းလေးတွေ
တပ်ပုံလေးတွေတက်လာတယ်ဟိုး resurrection ယေရှုခရစ်တော်ထမြောက်ပြီကျင်းပကြတယ်အသင်းတော်တွေမှာတချို့ဆိုကျဲဥတွေပါဝေကြသေးတယ်ဒါပေမဲ့အဲ့ဒီရှင်ပြန်ထမြောက်တဲ့ယေရှုဟာအခုမင်းနဲ့အတူရှိနေပြီဆိုတာကိုတတိမထားမိဘူးဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအိုနာစင်းလူတို့မင်းတို့ဘာကြောင့်ပညာမေ့ရတာလဲသူယေရှုကပြန်ဆုံးမတယ်မင်းတို့အဲ့ဒီခရစ်တော်ကတောင်းရမြောက်တဲ့နေ့မှာပြန်ရှင်ပြန်ထမြောက်မယ်ဆိုတာမင်းတို့သခင်မင်းတို့ပြောထားခဲ့တယ်လေပြန်အောက်မေ့ကြပါဦးဟုတ်လားဟုတ်ကဲ့အေးပေါ့ဟုတ်မှာပေါ့လေတွားရင်နဲ့မိုးချုပ်သွားတယ်ကျွန်တော်ထင်တယ်ခရစ်တော်ကသူတို့လိုပဲခရီးသွားဧည့်သည်တယောက်လိုပဲသူလဲလမ်းလျှောက်တယ်သူတို့ကိုပြောချင်လုံးလို့လမ်းလျှောက်တနေ့ကုန်လမ်းလျှောက်တာဒီလူတွေဘယ်လိုလူတွေလဲမသိဘူးနည်းနည်းလေးတော့ကြည့်ပေါ့ကွာမျက်နှာလေးပါလေမကြည့်တော့ခရစ်တော်အနာမှာရှိတဲ့ခရစ်တော်ကိုအတိတ်ကခရစ်တော်အကြောင်းမဲ့အရှိန်ကုန်ပူပန်စိုးရိမ်မလုံမလဲဖြစ်မိုးချုပ်သွားရအောင်သူတို့အိမ်ဝင်တော့ခဏပဲဆက်သွားမှာလဲသူယေရှုကလည်းတော်သူကဈေးကင်တယ်သူကဒီရွာကိုလုံပြီးသွားမဲ့ပုံစံပြတာခင်ဗျားလည်းမိုးချုပ်ပြီးတဲ့ငါတို့နဲ့တူတူအိမ်မှာတဲနေလဲမိုးလင်းမှာပဲမင်းဟာမင်းသွားကျင်တဲ့နေရာသွားပါဟုတ်ကဲ့သူယေရှုကသူတို့နဲ့အတူတဲတဲ့အထိအစဉ်ပြေသေးတယ်မုတ်ဖဲတဲ့ခါမှာဘာလို့လဲတို့ကဇပွဲ၌သူတို့နဲ့အတူလျောင်းတော်မူစဉ်မုံကိုယူ၍ကျေးဇူးတော်ချီးမွမ်းပြီးမှမုံကိုဖဲ၍သူတို့အားပေးတော်မူသည်တွင်သူတို့သည်မျက်စိပွင့်လို့၍ကိုတော်ဖြစ်သည်ကိုထိုအခါကိုတော်သည်ကွယ်တော်မူ၏တခါဒီအကြောင်းအရာကကျွန်တော်တို့ဗာမီးမောင်းထိုးထားတယ်လဲဆိုလို့ရှိရင်အဲ့ဒီရှင်ပြန်ထမြောက်တဲ့ယေရှု33နှစ်ခွဲမာရိသားကလက်မြင့်ရှိတယ်မောတယ်လန်စွန်းနဲ့ထိုးလို့ရတယ်ရှုတရဖူဆောင်းလို့ရတယ်ထမင်းစားမှအသက်ရှင်ရတယ်မောပန်းနေညင်ပန်းနှိမ့်ဆက်ရတယ်ကဲ့ရဲ့ပြစ်တင်ရတယ်နောက်ဆုံးလက်ဝါးကားတိုင်ပေါ်ထိတတ်လို့ရတယ်အခုထိုယေရှုကလက်ဝါးကားတိုင်ကနေတင်းကြိုပြီး3ရက်မြောက်တဲ့နေ့မှာထမြောက်တဲ့ယေရှုကတဲ့အသက်တာထဲမှာတကယ်ရှင်ပြန်ပြီလားဟာလေလုယာခုနအေးမောက်ခီးစဉ်ကတပည့်တော်2ယောက်လိုပဲအတိတ်မှာပဲကြံခဲ့သေးတာလားတကယ်ငါတို့ဘဝမှာငါအသက်တာထဲမှာငါသွေးသားထဲမှာအဲ့ဒီယေရှုရဲ့တကူတော်တကယ်ရှင်သန်နေပြီလားဝိညာဉ်တော်ပြဖွေးပြပါစေလူသားယေရှုရဲ့အကြောင်းကိုသင်လေ့လာလို့ရပါတယ်လူသားယေရှုရဲ့အထုပ်ပတ္တိကိုသင်လေ့လာလို့ရပါတယ်လူသားယေရှုရဲ့ဖြစ်ခြင်းသဘောတွေကိုကျွန်တော်တို့အာယုံစိုက်လို့ရပါတယ်ဒါပေမဲ့အဲ့ဒီလူသားယေရှုဟာတင့်သွေးသားထဲမှာအသက်ရှင်နေပြီဆိုတာကိုတော့သင်လက်ခံဖို့လိုပါတယ်ဒါမှသင်ဟာအောင်မြင်တော်သူဖြစ်တယ်ဟာလေလုယာသွေးသားကိုအောင်မြင်တော်သူဖြစ်တယ်သင်မှာစိုးရိမ်ပူပန်ခြင်းမရှိနိုင်တော့ယေရှုခရစ်တော်အနားမှာရှိပြီးစကားပြောနေပြီမဲ့သူတို့စိုးရိမ်နေကြတယ်ဘာဖြစ်လို့စိုးရိမ်နေကြတာလဲဘာဖြစ်လို့ပူပန်နေကြတာလဲဘာဖြစ်လို့မင်းတို့အဲ့ဒီလောက်ပညာမဲရတာလဲဘယ်လောက်ပဲပြောအဲ့တေကတရားရောက်ကငါတို့ကိုဆုံးမနေတယ်လို့ပဲခံစားရတယ်မုံကိုဖဲ့ပြီးကျွေးလိုက်တော့မှအိုးလက်ဆက်တော့ငါတို့သခင်ပါလားဟုတ်မှာပေါ့ဒါကြောင့်ငါတို့ဒီတလန်းလုံးငါတို့နဲ့တရားဆွေးနွေးတဲ့ခါမှာငါတို့နှလုံးဟာကွေးပြတ်မတက်ခံစားရတယ်ငါတို့နှလုံးဟာယိုဖိတ်မတက်ခံစားရတယ်ရှင်ပြန်ထမြောက်ရနေမှာဣသရေလနိုင်ငံမှာရှိတဲ့အရိမသက်မျိုးသားယောသရဲ့အုတ်ကူကနေရှင်ပြန်ခြင်းမဟုတ်ဘဲနဲ့တင့်ရဲ့သွေးသားထဲမှာရှင်ပြန်ထမြောက်ပါစေတင့်ရဲ့ဘဝထဲမှာရှင်ပြန်ထမြောက်ပါစေတင့်ရဲ့မိသားစုထဲမှာရှင်ပြန်ထမြောက်ပါစေဘယ်လိုရှင်ပြန်ရမလဲမျိုးလေးချင်းမေ့နေတဲ့တင့်ရဲ့အသက်တာထဲမှာအဲ့ဒီယေရှုရဲ့အသက်ကဖြည့်ပြီးတော့မှလောကကိုအောင်သူဖြစ်တယ်ဆိုတာကိုတက်တက်ထူနိုင်တော်သူဖြစ်ပါစေယေရှုခရစ်တော်ရှင်တယ်ဆိုတာဘာလို့အဖြစ်တက်တက်ပြမလဲနတ်ဆိုးကြောင့်ယောဂရတယ်နတ်ဆိုးကြောင့်စိတ်ညစ်ရတယ်နတ်ဆိုးကြောင့်ပူပန်ရတယ်နတ်ဆိုးကြောင့်အပြည့်ရဲ့နှောင်ဖွဲ့ခြင်းခံရတယ်ဒီနေ့ငါလွတ်မြောက်ပြီဘာကြောင့်လဲအဲ့ဒီရှင်ပြန်ထမြောက်တဲ့ယေရှုအသက်ကငါအသက်တာထဲမှာရှင်နေလို့ဖြစ်တယ်လို့တက်တက်ထူနိုင်တော်သူများဖြစ်ပါစေအားလုံးမတက်ရအောင်